နတ်တွေကလူတွေရဲ့လူလောကကိုမတမစိတ်ဝင်စားတယ်ကိုယ်နဲ့မပတ်သက်ဘူးလို့ထင်နေကြတော့လည်းပဲနတ်တွေကလူတွေနဲ့အလွန်ပတ်သက်မှုရှိတယ်ဘာဖြစ်လို့လဲဆိုတော့လူပြေမှာကုသိုလ်ကောင်းမှုလုပ်ပြီးနတ်ပြေရောက်သွားကြတာဆိုတော့လူလောကအရေးကိုနတ်တွေကပိုစိတ်ဝင်စားတယ်လို့ပြောလူပြေကစီးပွားရှာလို့ကောင်းတယ်မပြေကလူတွေတော့ထိုင်တို့ဒီနာသွားရှာနေကြစီးပွားနတ်တွေကတော့လူပြေကိုစီးပွားရှာကြလူပြေကစီးပွားရှာလို့အောင်မြင်သွားတဲ့နတ်တွေဟာနတ်ပြည်မှာဘုဒ္ဓကိုကြည်ပြီးတော့ချမ်းသာသာနေသွားကြစီးပွားရေးအောင်မြင်တဲ့ပုဂ္ဂိုလ်တွေအရောက်သွားတယ်ဆက်ဆက်မှုတွေရှိတယ်တနေရာထဲမှာတဘွားတည်းမြဲနေကြတာမဟုတ်ဘူးနတ်တွေနဲ့လူတွေနဲ့ဆက်ဆက်မှုဆိုတာအလုံးကိုများတယ်မြတ်စွာဘုရားဟောတဲ့ထိုးသာရကတွေထဲမှာလည်းနတ်တွေအကြောင်းကိုထဲဟောတယ်ကိုရောက်တဲ့နေရာမှာတဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးနတ်တွေကိုမေတ္တာပို့ပါအမျှဝေပါအမျှဝေပါနေရာအသစ်နေတိုင်းမြတ်စွာဘုရားအဲ့ဒီတော့နေရာအသစ်ရောက်လာပြီဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးနတ်တွေကိုမျှဝေပါတဲ့လူတွေလည်းမျှဝေကြတာပဲသို့တော့ကိုမျှဝေတာကိုသိတဲ့လူကကိုမိတ်ဆွေတွေအနီးပါပဲရှိနည်းနည်းပဲရှိတယ်နော်ကိုအမျှဝေတာကိုစောင့်စားမျှော်လင့်နေတာကတော့နတ်တွေပဲကုသိုလ်ကောင်းမှုလုပ်ပြီးတော့နတ်တွေကစောင့်စားမျှော်လင့်ဒါလူတွေကမသိဘူးနတ်နဲ့လူနဲ့ဘယ်လောက်ထိအောင်ပတ်သက်နေတုံးဆိုမြတ်စွာဘုရားလက်ထက်တုန်းကကင်းကမြေကမ်းခြေမှာပါတလိဆိုတဲ့ရွာကိုမြို့ပြတီထောင်တဲ့မြို့ပြတီထောင်မှုမြေခွက်တွေချတဲ့အချိန်မှာအဲ့ဒီမြေခွက်တွေနေရာတွေရိုက်ပြီးဆိုကြတဲ့နတ်တွေကနေရာဥကုန်ပြီးတဲ့နတ်တွေကရင်လာပြီးနေရာဥတယ်တဲ့အဲ့လူတွေမသိဘူးဘယ်သူကသိတော့ဆိုမြတ်စွာဘုရားဒေဝစကုနဲ့ကြည်တဲ့အခါသိတာကောင်းမေးဆိုတဲ့နေရာကိုတကိုးကြည့်တဲ့နတ်ကယူထားတယ်သူစင်တန်နဲ့သူပဲအဲ့တကိုးကြည့်ဆုံးနတ်ရှူတဲ့နေရာကိုမြို့ပြပလန်ချတဲ့ပုဂ္ဂိုလ်တွေကဘုရင်နန်းတော်အဖြစ်ဆောက်ဖို့စိတ်ဝင်စားတယ်အဲ့ဒီစိတ်ဝင်စားတဲ့နေရာသည်နတ်တွေကတကိုးကြည့်ဆုံးနတ်ကယူထားတဲ့နေရာပဲဖြစ်တယ်အဲ့တော့တကိုးကြီးဆုံးပုဂ္ဂိုလ်နေရာကိုတကိုးကြီးဆုံးနတ်ကနေတယ်သူ့အစ်နဲ့သူနေကြတယ်ဆိုတဲ့ပဲအဲ့ဒါပါတလိဆိုတဲ့ရွာကြီးကိုမြို့တီတုန်းကမြတ်စွာဘုရားကလောကကြီးကိုကြည့်လိုက်တဲ့အခါဒေဝစကုထဲမှာဟာပါတလိမြို့ကလည်းလူတွေကတည်းအကွက်ရိုက်တယ်လို့ထင်တာနတ်တွေကလည်းနေရာတွေယူထားလိုက်ကြတာပါလားကြည့်လိုက်တကိုးကြီးတဲ့နတ်တွေနေရာယူတဲ့နေရာပင်းဆိုရစာနေရာသူတဲ့အဆင့်တစ်ဆင့်နှိမ့်သွားရင်မူကြီးမရအဲ့တဲ့တစ်ဆင့်နှိမ့်သွားရင်တထေးသေးကျွဲအဲ့တဲ့တစ်ဆင့်နှိမ့်သွားတယ်ကျတော့တမန်ရကွက်တွေဖြစ်သွားသူအဆင့်လိုက်လူတွေရဲ့အဆင့်လိုက်နတ်ကလည်းပေါင်းတဲ့ဆက်ဒါကတော့မှန်တာပဲတထေးရကွက်ဆိုတထေးတွေကြီးပဲနေကြတာလေသူဆင်းလိုက်သူနေကြတယ်ဆိုတာသဘာဝကြပါတယ်သဘာဝကြချမ်းသာပြီးဆင်းမြင့်တဲ့လူတွေနေရဘုံကရှိတဲ့လူတွေနေရနတ်တွေကလည်းဘုံကရှိတဲ့နတ်တွေနေကြခေတ္တရန်ကုန်မြို့ကတင်းញိုင်းနေတဲ့မှာအိမ်နေဆောက်တာကြတော့ဘယ်သူတွေနေကြတယ်တော့မသိဘူးနော်တင်းញိုင်းတွေကတော်တော်များများလူနေရဌာနတွေဖြစ်ကုန်တယ်တကိုးကြီးတဲ့နတ်ရောက်လို့ရှိရင်တော့တကိုးမကြီးတဲ့နတ်တွေကအလိုလိုဘေးခွာသွားကြရတာဒါသဘာဝပဲလူမမဟုတ်ဘူး
တိရစ္ဆာန်လောကလည်းဒီတိုင်းပဲတိရစ္ဆာန်လောကလည်းဒီတိုင်းပဲတကူကြီးတဲ့နတ်ရောက်လာရင်တော့ခုနကအဆိုးသွမ်းနေရပေးရောက်သွားတာမမရတခုပြောမယ်ဆိုရင်စကိုင်းမှာဘုန်းကြီးတို့ကျောင်းတောင်းလေးတနေရာကအဲ့ဒီကသွားရင်ကြက်သိမ်းထားတယ်ဘာကြောင့်လို့မသိအလုံးကလည်းညနေဆိုမသွားရကြတော့ဘူးအဲ့နေရောက်သွားရင်စိတ်ကတစ်မျိုးဖြစ်တယ်အဲ့ဒီနေရာကိုဘောရိပင်နဲ့ဆိုင်လိုက်ရောအကြက်သိမ်းထားတာလည်းပျောက်သွားတယ်တော့နေဝီရိုးကြီးလည်းခုနအဲ့ဒီနေရာရောက်လို့စိတ်ထဲမသားမရမကြည့်မလင်းဆိုတာလည်းမဖြစ်တော့ဒါတကယ်ပဲမြင်တော့မမြင်အောင်မြင်တော့မမြင်အောင်ဘာမှမမြင်အောင်ဒါပေမဲ့လို့ပြောင်းလဲမှုတွေရှိတယ်စိတ်ခံစားမှုမှာပြောင်းလဲမှုတွေရှိသွားတယ်အဲ့တော့စဉ်းစားပြီးတော့ကြည့်ရတာတော့မြတ်စွာဘုရားရဲ့ဘောဓိပင်စိုက်လိုက်တဲ့အခါမှာဘောဓိပင်ဆောင်းတဲ့တကိုးကြည့်တဲ့နတ်ရောက်လာဖို့ရတယ်ရလာတဲ့အခါအဆိုးအသွမ်းတွေကပေးဖယ်သွားကြတယ်မရှိတော့ဒါဖို့စိတ်ကြည့်တယ်အဲ့တော့တင်းញိုင်းနေမှာလည်းပဲမျိုးပြတီထောင်လိုက်လို့တကိုးကြည့်တဲ့ပုဂ္ဂိုလ်တွေရောက်လာလို့ရှိရင်နော်ခုနတကိုးမရှိတဲ့ဆိုးသွမ်းတဲ့နတ်တွေပါတွေကပေးရောက်သွားတာဖြစ်သူလည်းဖြစ်နိုင်ပါဖြစ်နိုင်တော့မြတ်စွာဘုရားကိုယ်တိုင်ကပါတလိပုတ်မြို့ကြီးတည်တဲ့အခါမှာနတ်တွေနဲ့များတိုင်ပင်ပြီးတည်ထားသလားလို့ထင်ရလောက်အောင်မြို့ခွက်ရာခွက်တွေချထားပုံမှာလူတွေနေရာဥရမဟုတ်ဘဲနဲ့နတ်တွေကပါနေရာဥနေတာကိုမြတ်စွာဘုရားမြင်ရတယ်ပြင်လို့ရှန္ဒနာကိုမိတ်တာဒီပါတလိပုတ်မြို့ကြီးကိုဘသူတွေလဲတဲနေတာဆိုသူနိဒနဲ့ဝတ္တကာရမတ်ကြီးတို့ပါဗျာအေးတောင်ရိန်သာနတ်တွေနဲ့တိုင်ပင်ပြီးတော့များတဲသလားလို့အောင်မရတော့အောင်သူတို့မျိုးခွက်အကွက်ချစီမံထားတာဟာနတ်တွေကပါဝင်ပတ်သက်နေတယ်ဆိုတော့မြတ်စွာဘုရားဟောခဲ့ဘူးတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားနေရာအသစ်နေပြီဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပြီးနတ်တွေကိုမျှဝေပါတဲ့အမျှဝေလို့ရှိရင်နတ်တွေရဲ့မေတ္တာကိုရမယ်ဒါမှန်တယ်လေလူတော်မှဖိတ်ကြွေးလိုက်လို့ရှိရင်မေတ္တာရောက်သွားတာတိရစ္ဆာန်ကြပိုသိတာလေကြိုက်တတ်တဲ့ခွေတောင်ကြွေးလို့ရှိရင်လေကိုမြင်မီးနံတိရစ္ဆာန်ကသိတယ်အဲ့တော့နတ်တွေလည်းအခုလိုဖိတ်ပြီးတော့အမြတ်တမ်းပေးဝေလိုက်တဲ့အခါမှာသူတို့ကျင့်တဲ့မေတ္တာရောက်တယ်သူတို့မေတ္တာရောက်လို့သူတို့ကဆောင်းလျှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းပဲကြုံရတယ်မကောင်းတာမကြုံဘူးပေစွတ်ကဆိုမကြုံတော့ဘူးလို့သူတို့ဆိုတယ်ဒါမြတ်စွာဘုရားဟောတဲ့ဒေသနာတစ်ပုဒ်မှာပါတယ်အဲ့တော့ဒီမင်္ဂလာတုတ်ဟောတော့ကလည်းနတ်တွေအများကြီးပဲဘလောက်များတုံးဆိုတာကိုအရေးအတွက်နဲ့ပြောမယ်ဆိုရင်တော့ခရီးပေါင်းမြောင်ရသွားလို့ပြောဓမ္မစကြာတရားဟောတော့ကလည်းနတ်တွေခရီးပေါင်းနတ်အသင်ချေတဲ့ပြမ18ခရီးတဲ့ကျွတ်တန်းဝင်တာတယ်မယ်နော်အခုလေမင်္ဂလာတုတ်ဟောတော့ကစัจ java လား1000ကနေပြီးတော့နတ်တွေရောက်လာကြအဲ့တော့နေရာမရှိတော့သူတို့ဘလောက်ထိအောင်ခန္ဓာကိုယ်ကျုံပြီးတော့နေကြတော့ဆိုအဖျားလေးနဲ့ထောက်လောက်တဲ့နေရာလေးစဉ်းစားကြည့်ပေါ့ကိုယ့်ကိုထောက်ကြည့်အဖျားကလေးထောက်ကြည့်အဖျားကလေးလောက်ပဲထောက်လောက်တဲ့နေရာချင်းချင်းလေးမှာတဲ့20ယောက်20 30 40တို့စုပြီးနေကြတယ်သူတို့ဘုံမှာတော့ချောင်းချောင်းချီပဲဒီမှာတော့အဖျားလေးချလောက်တဲ့နေရာလေးလောက်ပဲအဲ့လောက်ထိမှနတ်တွေဟာ10ဦး20ဦး40အဲ့လိုနေကြတာတဲ့ချင်းချင်းကြက်ကြက်လည်းမဖြစ်ဘူးတဲ့ဘုရားတရားနာကျင်တို့သူတို့နတ်ပေါင်းများစွာစုဝေးရောက်ရှိလာတဲ့တရားပွဲတွေကိုအထက်ကရာမှာမှတ်တမ်းတင်ထားတာဘာတွေတုံးဆို
မာသမယတုတ်ဟောတော့ကလည်းနတ်ပိဋကနတ်ပြမပိဋကလွန်များတယ်နောက်ဘင်္ဂလားတုတ်ဟောတော့ကလည်းနတ်ပြမပိဋကအလွန်များတယ်ရှင်သာရိပုတ္တရာဟောတဲ့သမစိတ်တသုတ်တံဆိုတာရှိတယ်အဲ့တုတ်ဟောတော့ကလည်းနတ်တွေအများကြီးပဲလာကြတယ်ရာဟုလောဝါဒရှင်ရာဟုလကိုဉာဏ်နာဖြစ်မဲ့အချိန်မှာရာဟုလောဝါဒသုတ်တံဆိုတာရှိတယ်ဉာဏ်နာဖြစ်မဲ့နေ့မြတ်စွာဘုရားဟောတဲ့ရာဟုလောဝါဒသုတ်တံဟောတော့လေနတ်တွေလာကြတာအများကြီးနတ်ပိဋကပိုများတယ်နောက်အခုဒီပရာဘဝသုတ်တံကိုဟောတဲ့အခါမှာလည်းပဲနတ်တွေအများကြီးလာကြတယ်အလုံးပေါင်းလိုက်တဲ့အခါမဟာသမယသုတ်ရဲ့ပင်္ဂလာသုတ်ရဲ့သမစိတ်တသုတ်ရဲ့ရာဟုလောဝါဒသုတ်ရဲ့ဓမ္မစကြာရဲ့နော်ပရာဘဝသုတ်ရဲ့ဒီ6သုတ်ခေါ်တဲ့အချိန်ဟာနတ်တွေရဲ့အရေးအတွက်ဟာအသင်္ချေမရေမတွက်နဲ့တော့များတယ်အဲ့တော့လောကလူတွေကတရားပွဲတစ်ပွဲဆိုလို့ရှိရင်ဟိုတမန်တရားပွဲတစ်ပွဲကျင်းပရင်ထောင်ကနန်းဆိုတာတော့အများဆုံးတောင်းကနန်းဆိုတာတော့လွန်ကြုံပေါ့နော်တရားတိုင်းမှာမရှိဘူးအခု online ကြတာနည်းနည်းပိုကောင်းပို့လာလိမ့်မယ်ကိုယ်ကကိုနားရဲဆိုတော့ online မှာတော့သူတို့များရင်များလာတော့ဆရာရှိတယ်ပေါ့နော်လိုက်လွှင့်ပြီးနားရဲပြိဿပူများတော့ဆရာရှိတယ်အဲ့လိုမျိုးကနေရက်ွက်ထဲမှာဟောတဲ့တရားဝဲတွေပါလေဆိုလို့ရှိရင်တော့မများနိုင်အဲ့တော့ဒါလူရည်အတွက်နားရည်အတွက်ကတော့ကိုမသိနိုင်လို့သို့တော့နတ်ဆိုတာတွေကသူတို့ကလူစိတ်ကိုလည်းသိနိုင်တယ်တကူလည်းရှိကြတယ်ဆိုတရားဓမ္မကိုမျက်နှိုးကြတဲ့နတ်တွေကလည်းအများကြီးပဲတရားနာလို့နတ်ပြည်ရောက်နေတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးဆိုတော့ဒီတရားကိုသူတို့မျက်နှိုးနေကြအဲ့တော့တရားနာတဲ့ပိဋကကိုလူနဲ့သာပြောနေရတာနတ်တွေကလည်းလာနာခြင်းနာနေမှာပဲပြောလို့မရလူနဲ့နတ်နဲ့ဆက်ဆက်မှုရှိနေတယ်ဆိုတာဓမ္မစကြာကိုကြည့်လိုက်ရသော်ဗျာတရားဟောတဲ့အခါနတ်တွေပိဋကတွေလာတယ်ဒါပေမဲ့မြတ်စွာဘုရားတရားဟောတယ်ဆိုတာဘယ်သူကစကြောညာလိုက်တာတော့ဆိုဘုံမစွတ်နတ်တရားစကြောဒါကြောင့်မို့ဘုံမာဒေဝတတ္တမနုဿဝေတုံမြတ်စွာဘုရားဓမ္မစကြာတရားဟောတယ်ဆိုတာကိုမြေကြီးပေါ်နတ်တွေကအရင်ကျင်းညာလိုက်တာအဲ့ဒီတော့မှစတုမရေနတ်တွေကကြားတယ်စတုမရေနတ်တွေကအဲ့လိုသူတို့စပြီးသတင်းပေးတာအဲ့တော့နတ်ဆိုတာဆက်ဆက်မှုရှိတယ်ပေါ့လူတွေကကိုယ့်ကိုမဲ့ထားတဲ့နတ်တွေအသာထားပေါ့နာမမမဲ့ရတဲ့နတ်တွေလည်းအများကြီးပဲမာပြည်မှာတော့38မင်းအတွင်း38မင်းအပြင်38မင်းဟိုနတ်စင်တရားကြတော့တရားတော်ပြောသေးတယ်အဲ့ဒီမှာနတ်ဆိုတာမျိုးကလူဘဝကကုသိုလ်ကောင်းမှုကြောင့်ဖြစ်သွားတဲ့ဘဝမျိုးတွေဆိုတော့လူနဲ့ဆက်ဆက်ပြီးတော့နေကြတယ်အဲ့တော့အခုဒီပရဘဝသုတ်ဟာလည်းပဲနတ်ပိဋကအများဆုံးလာရောက်လာတဲ့သုတ်တန်တစ်ခုဖြစ်တယ်ဒါပေမဲ့မင်္ဂလာသုတ်ဟောပြီးတော့နောက်တစ်ရက်မှာဒီပရဘဝသုတ်ကိုနတ်တွေကမေးလို့မင်္ဂလာသုတ်ကလည်းနတ်ကမေးလို့မြတ်စွာဘုရားဖြေတာအဘယ်ချိန်မှဟောတာလို့ဆိုညသကောင်ကျော်မှဟောတဲ့တရားတွေအခုဒီပရဘဝသုတ်ကလည်းညသကောင်ကျော်မှဟောတာညသကောင်ကျော်ဆိုလူတွေအိတ်ကုန်ကေတီဗီကလူတွေလောက်ပဲကြမ်းမှာပေါ့နော်အများစုတွေကအိတ်ကုန်ကြအဲ့တော့လူတွေတိတ်ဆိတ်သွားတဲ့အချိန်မှာနတ်တွေကအဲ့ဒီမှာဖျားစီရောက်လာကြတယ်ဒီပရဘဝအကြောင်းကိုနားထောင်ခြင်းလို့နတ်ပိဋကကြီးကအရင်စူးဝေးလာပြီးတော့အဲ့ထက်ကတရားမင်းရဲ့တိုက်တွန်းချက်အရနတ်သားတယောက်ကမြတ်စွာဘုရားကိုရှောက်ရတယ်
မြတ်စွာဘုရားကိုလျှောက်လို့ဒီမေခွန်းတွေကိုမြတ်စွာဘုရားဖြေတာအဲ့ဒီဘုရားစီလျှောက်တာမင်္ဂလာတုန်းကလည်းပဲဒီတိုင်းပဲတန်တာကဘုရားကိုလျှောက်တာပဲလောကမှာမင်္ဂလာအစစ်မှန်ဆိုတာဘယ်မှမသိဘူးမင်္ဂလာနဲ့ပတ်သက်ပြီးဆွေးနွေးပြီးလေ့လာနေကြတာအဖြေမထုတ်နိုင်ဘူးသူတစ်မျိုးငါတစ်မျိုးပြောနေကြတယ်မြတ်စွာဘုရားစီကအဖြေသိကြလို့12နှစ်ကြာအောင်ဆွေးနွေးတဲ့ပြဿနာပေးတာပဲလေမင်္ဂလာတုတ်တော်အဲ့မှာမြတ်စွာဘုရားမင်္ဂလာဆိုတာကိုပြောပြခဏအထိတောင်းဒီပြည့်မင်္ဂလာဝင်နေတော့မှရှိသေးတယ်ဟိုမှာပြင်မင်္ဂလာရှိလိုက်တာဆိုတာမင်း38ပြမင်္ဂလာပြောတာမဟုတ်ပဲနဲ့တခြားတွေကိုပြောနေကြတော့မှခဏအထိကောင်းတဲ့သတင်းလေးကြားရင်မင်္ဂလာရှိတယ်ကောင်းတာလေးမြင်ရရင်မင်္ဂလာရှိတယ်လို့လူတွေမှာယုံကြည်ယူဆနေကြတော့မှရှိတယ်မြင်ချင်းကြားချင်းဆိုတာမျက်စိရှိမြင်မှာပဲနားရှိကြားမှာပဲမြင်ုံကြားုံနဲ့တော့မင်္ဂလာမဖြစ်နိုင်ဒါစဉ်းစားကြည့်ပဲဆိုရင်သိနော်မြင်နာကြားတာဆိုတာမျက်စိရှိတဲ့လူတွေမြင်မှာပဲမျက်စိရှိတဲ့နားရှိတဲ့လူတွေကြားမှာပဲအဲ့အမြင်ကြားလေးနဲ့မင်္ဂလာရှိတယ်ဆိုဘယ်လိုဖြစ်နိုင်မဖြစ်နိုင်မင်္ဂလာဆိုတာကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရားမှာမင်္ဂလာအခုဒီပရဘောကကြတော့အဲ့ဒီမင်္ဂလာရဲ့ဆန့်ကျင်မဲ့ဆုပ်ယုပ်ပြက်ပြားခြင်းကြီးပွားတိုးတက်ခြင်းအကြောင်းကိုသိပြီးတဲ့အခါမှာဆုပ်ယုပ်ပျက်စီးခြင်းရဲ့အကြောင်းကိုလည်းသိဖို့လိုတယ်လောကမှာလူတွေဟာကြီးပွားတိုးတက်တဲ့လူရှိတယ်ဆုပ်ယုပ်ပျက်စီးသွားတဲ့လူရှိတယ်ဟောအဲ့တော့ကြီးပွားတိုးတက်တဲ့လူတွေကဘာကြောင့်ကြီးပွားတိုးတက်ဆုပ်ယုပ်သွားတဲ့လူတွေကဘာကြောင့်ဆုပ်ယုပ်တာနတ်တွေကပိုသိချင်တာပေါ့လူတွေတဲ့ပိုသိချင်လူပြည်ကိုအခြေခံပြီးမှနတ်ပြည်ရောက်ကြတာဆိုတော့လူတမိုးသိလူတမိုးသိလို့ကိုဒေဝတတ္တဆိုတဲ့တုတ်မှာကြားဖို့ကြပါလိမ့်မယ်တေကနိနာတေတော့မယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံရိပ်တွေကပြောင်းလဲလာတယ်နာအိုတယ်လို့မရှိဘူးနော်ပြီးတော့သူတို့ဝတ်တဲ့အဝတ်ဟာနွမ်းသွားတယ်လို့မရှိဘူးပုံမှန်အပြင်နာကအသက်ကြီးလေးပူချောလေးတယ်အဲ့ဒါအသက်ကြီးလေးပူချောလေးကနတ်လူထဲမှာတော့မရှိဘူးအသက်ကြီးလေးအိုမင်းလေးပဲနတ်တွေကြတော့အသက်ကြီးလေးပူချောလေးပို့ပြီးတကိုးတွေတက်လာလေလူတွေကြတော့အသက်ကြီးလေးပိုးအိုလေးပိုးအယုတ်ဆိုးလေးအဲ့တော့နာဟာတေတော့မယ်ဆိုရင်ကတော့သူကလည်းရုပ်ရည်ညှိုးနှွမ်းသွားတယ်ပန်းထားတဲ့ပန်းတွေညှိုးနှွမ်းသွားတယ်ဝတ်ထားတဲ့ဝတ်တွေညစ်သွားတယ်ခြံရချွေးထွက်လာတယ်နတ်ပြည်နေရထိုင်ရမပြောတဲ့စိတ်တွေဖြစ်လာတယ်အဲ့ဒီအနေထားမျိုးလေးတွေကျုံလိုက်ရင်ဒီနတ်ဟာသိပ်ပြီးမကြတော့ဘူးတေတော့မယ်ဆိုဆိုင်းနေပြတယ်အဲ့ဒီနတ်ကိုဥယျာဉ်နဲ့ခေါ်သွားကြပြီးတော့အဘိဓကပြောကြတယ်နတ်တဲ့သိလည်းမပူနဲ့ဘယ်မှမတောင်းတနဲ့လူပြေကိုပဲသူတို့ကတော့သူဂတိဘုံကိုသာသွားအကောင်းဆုံးဘုံကိုရွေးသူဂတိဘုံကိုသွားသူဂတိဘုံကိုသွားပြီးတော့အကောင်းဆုံးလက်ကိုအကောင်းဆုံးအရာကိုရအောင်ယူပြီးတဲ့အခါအဲ့ဒီပေါ်မှာအခိုင်အမာယက်တည်ပါလို့သူတို့ပြောကြတယ်နတ်တွေကပြောတဲ့သူဂတိဘုံကောင်းတဲ့ဘုံဆိုတာဘယ်ဟာတော့လူပြေကိုပြောတာအကောင်းဆုံးအရာဆိုတာဘာတော့ယုံကြည်တဲ့တရားယုံကြည်တဲ့တရားရှိမှဒါနလုပ်မယ်သီလဆောက်တည်မယ်ဒါနသီလကုသိုလ်ကောင်းမှုလုပ်မယ်ဒါကြောင့်ယုံကြည်တဲ့တရားအမတန်အရေးကြီးတယ်အဲ့ဒီတရားကိုခိုင်မအောင်ကြိုးစားပါဆိုတာတရားကိုခိုင်မအောင်ကြိုးစားအဲ့တော့သူတို့ပြောလို့ရင်ကလူပြေသွားတရားရအောင်တရားရှိအောင်လုပ်တရားပေါ်မှာခိုင်မာကြိုးစားအဲ့စကားသုံးခုကိုပြောလိုက်ကြတယ်လို့ဆိုတယ်ဒါနတ်နဲ့ပတ်သက်တဲ့ပိဋကတ်တော်မှာမှတ်တမ်းတင်ထားတဲ့အချက်တွေပဲနော်အဲ့တော့နတ်ဆိုတာလူတွေကပကတိမျက်စိနဲ့မြင်လို့မှမရတာမြင်လို့မရဘူးလို့မရှိဘူးဆိုရင် okay virus တို့မြင်မှမမြင်ရတာမျက်စိနဲ့
ကိုရိုနာဗိုင်းရပ်စ်ဆိုတာယုံကြလားမျက်စိနဲ့မမြင်မှမမြင်ရဟောဘက်တီးရီးယားဆိုပိုးတွေလည်းမြင်ရတာမဟုတ်တာသို့တော့မိုက်ခရိုစကိုပနဲ့ကြည့်ရင်တွေ့တယ်ဆိုတာအဲ့ဒါလိုပဲလက်တွေကိုတွေ့ကျင်တယ်ဆိုလို့ရှိရင်ဒေဝစက္ခုနဲ့ကြည့်ပါပဲမြင်လို့ရအမှားတော့မြင်လို့မရဘူးလူမြင်ကွင်းမှာမပေါ်ဘူးလူမြင်ကွင်းက3 dimension လောက်ပဲမြင်ရတယ်ထင်ပါတယ်ဒီတဲ့ပို့ပြီးတော့မြင်နိုင်စွာမရှိဘူးအဲ့တော့ဒီနတ်တွေဟာအခုဒီပရဘဝတုတ်ဟောရမယ်ဆိုဆုရောက်လာကြတာအကုန်သူတို့ကိုယ်တိုင်ကနာကျင်လို့လာတာဖះဟောမယ်လို့ပြောတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကဒီအကြောင်းကိုသိချင်မင်္ဂလာကိုတော့သိပြီပရဘဝဆိုတဲ့ပျက်စီးခြင်းအကြောင်းကိုငါတို့မသိသေးဘူးဘာတွေကြောင့်ပျက်စီးကြသလဲဒါလည်းသတိပြုရမှာပဲအကောင်းကိုသာသိဖို့မဟုတ်ဘူးအဆိုးကိုလည်းသိဖို့လိုသေးတယ်ဆိုပြီးတော့မြတ်စွာဘုရားစီစုဝေးရောက်ရှိလာကြတာဘလို့ဒီအောင်များတော့ဆိုရင်ခုနအဖျားလေးထောက်လို့တဲ့နေရာမှာ10ယောက်20 30 40 50အဲ့လိုစုနေကြတယ်လို့ပြောအဲ့လိုဒီအောင်နေရာရှားသွားလို့အဲ့လိုဒီအောင်များပြတဲ့နတ်ပိဋကကြီးဟာမြတ်စွာဘုရားရဲ့ဇေရုံကျောင်းထဲမှာရောက်ရှိလာကြတယ်ကောင်းကင်ယံလည်းပြည့်နေတယ်ပတ်ဝန်းကျင်လည်းပြည့်နေတယ်နတ်ပိဋကဟာအဲ့လိုဒီအောင်စေတုံကျောင်းထဲမှာအတန်ကြားလောက်တဲ့နေရာမှာအကုန်လုံးပြည့်လာကြတရားမင်းကိုယ်တိုင်ပါလာတော့သူကိုယ်တိုင်ကနေတိုက်တော့တဲ့နတ်သားတယောက်ကိုရှောက်ခိုင်းကျန်တဲ့နတ်တွေကတော့မြင်ရမှာမဟုတ်ဘူးပေါ့နော်သေးသေးလေးတွေဖန်ဆင်းပြီးနေကြတာဆိုတော့ဘုရားဘုရားကိုရှောက်တဲ့နတ်သားကတော့မတည့်ရဲ့လက်ကိုချီပြီးတော့ရှောက်တယ်သူရှောက်တဲ့စကားလေးကစားရအောင်ပရဘဝန္တံပုရိတံဘယံပု္ပ္ပာမခောရမဘဝန္တံပုထုမာဂမကိမ္ပရဘဝတော်မူခံဒီစကားလေးကစားလျှောက်တာပျက်စီးသူတယောက်ဆုပ်ယုပ်ပျက်စီးသွားတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းဆုပ်ယုပ်ပျက်စီးသွားတဲ့ပုဂ္ဂိုလ်ဘာကြောင့်ဆုပ်ယုပ်ပျက်စီးရတယ်ဆိုတာကိုကောရမမြတ်ဖရာကိုတပည့်တော်လျှောက်ထားပါရစေတဲ့အဲ့ဒါလျှောက်ခြင်းလို့အခုတန်တေဟာရောက်ရှိနေကြပါတယ်ကိမ္ပရဘဝတော်မူခံဆုပ်ယုပ်ပျက်စီးသွားတဲ့လူတယောက်ရဲ့ဆုပ်ယုပ်ပျက်စီးရခြင်းရဲ့အကြောင်းကဘာပါလဲဖရာလူတယောက်ဟာကြီးပွားတိုးတက်တဲ့လူတယောက်ရှိသလိုဆုပ်ယုပ်သွားတဲ့လူတယောက်လည်းရှိတယ်အဲ့သူဆုပ်ယုပ်သွားတာဘာကြောင့်ဆုပ်ယုပ်သွားတာလဲပင်္ဂလာပြီးတဲ့အခါမှာပရဘဝကိုနားလဲချင်အဲ့တော့ဒီနေရာမှာနှစ်ခုမှတ်ဖို့လို့ဘဝနဲ့ပရဘဝစကားလုံးနှစ်ခုဘဝဆိုတာခါတိုင်းသုံးတဲ့ life ကိုပြောတာမဟုတ်ဘူးဒီနေရာသူ့ဘဝကိုယ်ဘဝဆိုတဲ့အသုံးမဟုတ်ဘူးဒီမှာကြတော့ဘဝဆိုတာကြီးပွားတိုးတက်ခြင်းပရဘဝဆိုတာဆုပ်ယုပ်ပျက်စီးခြင်းပါဠိစာပေမှာဘဝကကြီးပွားတိုးတက်ခြင်းပရဘဝဆုပ်ယုပ်ပျက်စီးခြင်းကြီးပွားတိုးတက်ခြင်းနဲ့ဆုပ်ယုပ်ပျက်စီးခြင်းဘဝပရဘဝအဲ့မှာသူတို့ပရဘဝကိုသိချင်တယ်အဲ့တော့ဒီနှစ်ခုကဆက်ဆက်နေတာဖြစ်တော့ကြောင့်ပရဘဝဆိုပျက်စီးကြောင်းကိုပြောရင်တိုးတက်ကြောင်းနဲ့ပတ်သက်ပြီးပြောမှရဒါလို့ရင်တိုးတက်မယ်ဒါမလို့ရင်ပျက်စီးမယ်နှစ်ခုကဆက်ဆက်နာကိုနော်ဆက်ဆက်နေလို့မြတ်စွာဘုရားကသူတို့မေးတာတော့ပျက်စီးကြောင်းဘာကြောင့်ပျက်စီးသွားလဲဒီလူဘာကြောင့်ပျက်စီးသွားလဲဒီပုဂ္ဂိုလ်ဘာကြောင့်ပျက်စီးသွားတယ်လဲဆိုဒီမေးဖို့သူတို့ဟာစုဝေးရောက်ရှိလာပြီးတော့မြတ်စွာဘုရားကိုမေးတယ်ကိမ္ပရဘဝတော်မူခံပျက်စီးသွားတဲ့ပုဂ္ဂိုလ်ရဲ့ပျက်စီးချောင်းတရားဘာပါလဲပျက်စီးသွားတာတော့သူတို့မြင်ရတယ်ကြီးပွားသွားတာလည်းမြင်ရတယ်ဘာကြောင့်ပျက်စီးသွားတယ်ဆိုတဲ့အကြောင်းတရားကြတော့မသိဘူးဒါအဲ့ဒီဟာကိုသိချင်အဲ့တော့မြတ်စွာဘုရားကအဲ့နဲ့ရဲ့မေကုံးကိုဖြေတော့
သူဝိစာနောဘဝဟောတိဘဝကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဆိုတာလေသိဖို့လွယ်ပါတယ်တဲ့သူဝိစာနာဆိုတာသိလို့လွယ်တယ်သိနိုင်ပါတယ်တမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်တမန်ပြောလို့ရှိရင်ရတယ်လူတယောက်ဟာစီးပွားရေးဘက်ကတိုးတက်သွားတယ်ကိုကျင့်တရားဘက်ကတိုးတက်သွားတယ်လို့ရှိတယ်စီးပွားဥစ္စာဘက်ကတိုးတက်သွားရင်ဟာသူအလုပ်ကြိုးစားတယ်အမိကောင်းရတယ်နော်ကိုကြေးဒနာတတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကပံ့ပိုးကြတယ်တရားကောင်းရသွားတယ်စသဖြင့်သူ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးကြည့်ပြီးဟာဒီလူကတော့ကြီးပွားသွားချမ်းသာသွားတယ်ကြွယ်ဝသွားတယ်ဆိုတာသိတာတယ်လေသိတာထင်ရှားတယ်သူဝိစာနောဘဝဟောတိကြီးပွားတိုးတက်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလေသိတာပါတယ်တဲ့သိနိုင်ပါတယ်သူဝိစာနောပရာဘောဆိုရပြတ်သားသွားတယ်ဆိုတာလေသိတာပါတယ်တဲ့ဒါလေးနဲ့စတာမြတ်စွာဘုရားနှစ်ခုစလုံးသိတာအဒီကောင်ကတော့မူရစေဝါတွေသုံးတယ်ရဲသေးတာတော့စားတယ်ကစားတယ်ပတ်စံချမ်းသာရအနေတဖြည်းဖြည်းမွဲသွားတာကောင်းကောက်ဆရာမရှိဘူးပတ်စံချမ်းသာတော့ကတော့လူတွေကသူ့မိတ်ဆွေဖွဲ့ကြသူ့ပေါင်းသင်းနေများတဖြည်းဖြည်းမွဲလိုက်သွားတော့ခွာသွားကြမရှိတော့ကတိခေတ်မှလည်းရှိနိုင်တာဒါတွေကလေချမ်းသာတော့ကဝင်ရနေကြပြီပဲဆင်းရဲတဲ့ခါကျခွာသွားကြဒါလူတဘာဝယာရုရှိတော့ဝင်ရကြတယ်ယာရုလည်းမရှိဘူးသွားရောလမ်းတွေ့တော့နှုတ်ဆက်မဲ့လူမရှိဘူးမြင်တော့အမြင်ကြောင်ဆောင်သွားတယ်ဒါလူတဘာဝလူတွေဆိုအဲ့လိုဘာလို့ဆိုမေတ္တာအခြေခံတာမဟုတ်ဘူးလေမေတ္တာအခြေခံတဲ့လူကတော့ဒီပုဂ္ဂိုလ်ဟာဆင်းရဲသည်ဖြစ်စေဟုတ်လားယာရုရှိသည်ဖြစ်စေယာရုမရှိသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေလူပဲလူချင်းခင်းနေလို့ရှိရင်တော့ဆက်ဆံတာပဲအဲ့ဒါလိုမဟုတ်ဘဲနဲ့တခုကိုအကြောင်းပြုပြီးဆက်ဆံတဲ့ပုဂ္ဂိုလ်ကတော့ပတ်စံရှိလို့ဆက်ဆံလို့ရှိရင်ပတ်စံလည်းမရှိတော့ခွာသွားရလမ်းတွေတော့နှုတ်မဆက်ဘူးငါငွေချီးပါဆိုလို့ဆိုဒီကတော့ကြောက်စရာကောင်းတယ်နော်ငွေချီးပါဆိုလို့ဆင်းရဲသွားပြီဆိုလို့ရှိရင်လူတွေခွာသွားကြတယ်အဲ့တော့သူဝိဇာနောပရဘောတဲ့ပျက်စီးသွားပြီဆိုလို့ရှိရင်လည်းသိတာပါတယ်တဲ့မြတ်စွာဘုရားကြီးပွားသွားတဲ့လူလည်းသိတာတယ်ပျက်စီးသွားတဲ့လူလည်းသိတာတယ်ဒါဖြင့်ဘာဖြစ်လို့ကြီးပွားတိုးတက်ပြီဘာဖြစ်လို့ပျက်စီးသွားတယ်လဲဆိုအခြေခံအကြောင်းလေးတစ်ခုမြတ်စွာဘုရားဖြေဓမ္မကာမောဘဝဟောတိဓမ္မဆိုတာဒီနေရာကုသကမ္မပရတရား7ပါးကိုပြောတာကိုချင်းတရားကိုချင်းသိလားအတိတ်ပဲလူတွေရဲ့သိက္ခာလူရဲ့ကိုချင်းတရားကာမဆိုတာနှစ်သက်တာမြတ်နိုးတာဒီနေရာကုသိုလ်ကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်ဟာကြီးပွားတယ်ဓမ္မဋ္ဌိတိပရာဘောကုသိုလ်ကိုယွန်းရှာမုန်းတီးတဲ့ပုဂ္ဂိုလ်ဟာပျက်စီးတယ်ဒီနေရာမှာဓမ္မဆိုတာကိုတရုပ်ဖော်ပြလိုက်တဲ့အခါမှာကုသိုလ်ကမ္မပရတရား10ပါးကိုဒီနေရာမှာတပတ်ကုသိုလ်ကမ္မပရတရား10ပါးကိုအလေးမြတ်ထားပြီးတော့လေးစားတဲ့ပုဂ္ဂိုလ်ကိုယ်သိက္ခာကိုလေးစားတဲ့ပုဂ္ဂိုလ်ကြီးပွားတယ်တဲ့ကုသိုလ်ကမ္မပရတရားကိုမုန်းတီးပြီးတော့ကုသိုလ်ကမ္မပရတရားကိုချိုးဖောက်တဲ့ပုဂ္ဂိုလ်ကိုကျင့်တရားပြက်ပြတဲ့ပုဂ္ဂိုလ်တွေကပျက်စီးတယ်ဓမ္မကာမောဓမ္မဋ္ဌိတိဓမ္မကာမောဆိုတာကုသိုလ်တရားကိုမြတ်နိုးသူဓမ္မဋ္ဌိတိဆိုတာကုသိုလ်တရားကိုမုန်းတီးရွံရှာသူကုသိုလ်တရားကိုမလုပ်ဘူးဆိုရင်တန်ဖိုးမထားတဲ့လူပဲလေမုန်းတာပဲလေမုန်းတီးတာပဲအရေးမဆိုင်ဘူးပါဏာတိပါဒရှောင်းအောင်ဆိုအရေးမဆိုင်ဘူးအရိဏဒါနရှောင်းအောင်ဆိုအရေးမဆိုင်ဘူးဒါတွေကာမိတုမိစ္ဆာစရာအရေးမဆိုင်ဘူးဒါတွေဒါမုန်းတာပဲလေအရေးမဆိုင်ပဲနေတာချိုးဖြက်တာချိုးဖောက်တာဒါမုန်းတီးရွံရှာမှုပဲအဲ့တော့ကုသိုလ်ကမ္မပရတရား7ပါးကိုမုန်းတီးရွံရှာတယ်ကာယကနဲ့ပတ်သက်ပြီးတော့ဒုစရိုက်တွေလုပ်တယ်
အပြောနဲ့ပတ်သက်ပြီးတော့လေကုသကမ္မထတရားကိုမုန်းတီးတယ်လိမ်ပြောတယ်ဆဲတယ်ဂုံးတိုက်တယ်ကျိုးမရှိတာတွေပြောတယ်အလေလွင့်တွေပြောတယ်ဒါရွှန်ရှာမုန်းတီးရရောက်တယ်ပေါ့နော်မနောကနဲ့ပတ်သက်ပြီးတော့လေသူများပစ္စည်းရခြင်းနဲ့သူတို့ဘာပစ္စည်းသွားတော့မြင်ခြင်းနဲ့ကံကံကြီးအကျိုးကြတော့လက်မခံဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးကဒါဓမ္မဖြစ်သည်ကုသိုလ်ကမ္မဝရတရားကိုမုန်းတီးသူရွံ့ရှာသူအဲ့တော့ကုသိုလ်ကမ္မဝရတရားအတိုင်းနေတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်ကမ္မဝရတရားကိုမြတ်နိုးသူအဲ့တော့ကုသိုလ်တရားကိုမြတ်နိုးသူသည်ချီးပွားတိုးတက်ပြီးတော့ကုသိုလ်တရားကိုရွံ့ရှာမုန်းတီးသူသည်ဆုပ်ပြပြတယ်ပုဂ္ဂိုလ်နဲ့ပြောတာပုဂ္ဂိုလ်နဲ့ပြောလိုက်လို့ရှိရင်တရားနဲ့ပြောမယ်ဆိုရင်ဘယ်လိုပြောလဲကုသိုလ်တရားကိုမကျင့်သုံးဘူးကုသိုလ်တရားကိုရွံ့ရှာမုန်းတီးတယ်ပြစ်ပယ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဆုပ်ပျက်စီးတတ်တယ်ကုသိုလ်တရားကိုမြတ်နိုးတယ်တန်ဖိုးထားတယ်ကုသိုလ်တရားအတိုင်းလိုက်နာကျင့်သုံးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြီးပွားတိုးတက်တယ်အခြေခံကိုသက်ဆိုရလို့ပြောနော်ဒါပုဂ္ဂလဒိဋ္ဌံအနေနဲ့ဟောတယ်လို့ဆိုတယ်ဓမ္မဒိဋ္ဌံဆိုလို့ရှိရင်မြတ်နိုးခြင်းနဲ့ဘုံတိခြင်းကုသိုလ်တရားကိုတန်ဖိုးထားခြင်းနဲ့ကုသိုလ်တရားပေါ်မှာဘုံတိခြင်းကုသိုလ်တရားကိုဘုံတိခြင်းစိတ်ဓာတ်နှစ်ခုမတူတာအဲ့ဒါပထမမေးခွန်းကိုမြတ်စွာဘုရားဖြေလိုက်တယ်ဓမ္မကာမောဘုံဟောတိကုသိုလ်ကိုမြတ်နိုးသူဟာကြီးပွားတယ်ဓမ္မတ္တိပရာဘောကုသိုလ်ကိုရွံ့ရှာမုန်းတီးသူဟာကုသိုလ်ကိုမုန်းတီးသူဟာပျက်စီးတယ်အဲ့လိုပြောလိုက်တော့အဲ့ဒီနတ်ကသူကမေးရမယ့်တာဝန်ရှိတော့သူမေးခွန်းတစ်ခုပြေသွားတော့သူတလောင်းနဲ့မကျေနပ်သေးဘူးဆက်မေးဦးမှာတော့ဆက်မေးတော့ဒါအရှင်ဘုရားဖြေလို့အခြေခံကြကြတပြီးတော့မြတ်သိရပါပြီတဲ့ဒါကြောင့်ဒုတိယပကဝါပြုခိကိမ္ပရဘဝတော့မုခံနောက်ဒုတိယအခုပထမအချက်ကိုတော့သိရတယ်ကုသိုလ်ကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်သည်ချီးပွားတယ်ဆိုတာသိရပြီကုသိုလ်ကိုမုန်းတီးတဲ့ပုဂ္ဂိုလ်ဟာပျက်စီးတယ်ဆိုတာသိရပြီဒီပထမအချက်ကိုသိရပြီဒုတိယအချက်ကိုမေးပြရစေအောင်နဲ့ဒုတိယပကဝါပြုခိဒုတိယအချက်ကိုမြတ်စွာဘုရားဖြေပါအောင်နဲ့ကိမ္ပရဘဝတော်မူခံဆိုရုပ်ပျက်စီးသွားတဲ့ပုဂ္ဂိုလ်ရဲ့ပျက်စီးခြင်းအကြောင်းကဘာပါလဲဒုတိယအနေနဲ့ဘာကိုမှတ်သားရပါမလဲနောက်တစ်မျိုးဘာမှတ်သားရမလဲဆိုတော့အဲ့ဆိုဗျာဒုတိယအချက်နဲ့တစ်ခါပြောတယ်အတန်တတပိယဟွန်တိတန်တေနကုရုတေပိယခုနကတော့ဓမ္မနဲ့ပတ်သက်ပြီးပြောပြီးခုဒီနောက်တစ်ခါကျတော့အတန်တတပိယဟွန်တိမကောင်းတဲ့လူကိုမြတ်နိုးတယ်လူယုံမာတွေကိုမြတ်နိုးတယ်သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေကိုမြတ်နိုးတယ်သူတော်ကောင်းတွေကြတော့မမြတ်နိုးဘူးအပေါင်းအသင်းနဲ့ပတ်သက်သွားပြီဒါကြတော့နော်တန်တဆိုတာကာယကံဝစီကံမနောကံနဲ့ပတ်သက်ပြီးတော့ငြိမ်းချမ်းနေတဲ့ပုဂ္ဂိုလ်ကာယကံတောင်းချမ်းတဲ့ပုဂ္ဂိုလ်တန်တမဟုတ်တချို့ကကာယကံတောင်းချမ်းတယ်လေတရားထဲမှာတောင်းချမ်းတဲ့သူတွေရှိတယ်ကာယကံတောင်းချမ်းတယ်ဝစီကံလည်းတောင်းချမ်းတယ်ဝစီကံကအခုကပါဇက်ကရင်တောင်းချမ်းတာမဟုတ် Facebook ထဲရေးပြီးတောင်းချမ်းနေတာတွေအများကြီးဟိုဆယ်ဒီဆယ်ဟိုကလောဒီကလောဒါဝစီကံတောင်းချမ်းတာပဲပြောမယ်ဆိုရင်တော့ဒါလက်နဲ့ကမြင်းနဲ့ဝစီကံပေါ့နော်လက်နဲ့ကမြင်းနဲ့ဝစီကံမဟုတ်တန်တဲ့အားတွေရေးကြတယ်ပြောကြတယ်အဲ့ဒါတွေကဝစီကံတောင်းချမ်းတယ်လို့ခေါ်တာပဲ
Shahandi Matama, dear Myoja. What the India, Yahandabaha, Sayevi, Chimame, so down Parazikacha, Chimoya. To deal with the Om Daido. The Om Daido, Jifit. Agule, Peso de are saying, through that was a machine who moves it. Says a mother, ye need to see. Shabia is a gari, ye was it. Jimmy Utin, a lecalina, chop, low like that, Jimmy Utin, to what? The son and loaded away, Kaya, dark, Kaya Dwarane. Close on it was he gone over call it, darling. Kaya Dwarane, Julon like they was sick. Agudo way. Because I got your mamma. A barose. Budawara, lane. Pituna was a contact day. Fruta was a say. Lava blava. A Chumashi Lude Loemad on Biore. Daria. Oh. Fizzle day, that was it to say. Card or an eposon was it to say. Pasane for a movu to a card or an ephora in a jar. Card or a male was it to say, so. Look, Kaigan let Townyan, was he can let Townyan, and Benogan let Townyan, and Yanyamu, Machida Buguru, Atanta, look for it. No, Tanda, Sora, Yanyamushi. Kaigan let Yanjane. Uduma to come be, was he can let Yanjane, Maudari, Yida, Yoram, Loku. But no can let Yanjane, Eddie Buguru, Tanda. Kaya was the Gamnogan, Townjan, Bugua, Atanda. Pomalupiano, Atanda, Sura, to Yoma. Tanda, Sura, to Rogon. To Rogon and to Yoma, to the Quera. To the Pianishija. No, Tanda, Atanda. Cheap one to Tete Bugu, so Piabiare Bugu, so Piabiare Bugua. Atanda Pite. Kaya was the Gamnigan, Townjan, Pukurigo. Miano Tambu Tabido. Kaya was the Gamnoga. Yanjan, Turogoni, Uro, Tamumata, Puku. Rosolore. Magona Lune, Bona, Gona Luna, Mabamus, Chachi Mesena, Turogons of Luharons. Yomesena, Navadi Lalo in Turogom. Now, so much to get to Rogons up here to get to Rogo. Ria Boguria to get to Rogo. To Rogone, to Rogons at the Hala. Pero a change of Mapoya, Kaiga was the Gaminigan, Townjan no she, Atanda. Kaiga was the Gaminogan, Townjamu, Mishibu, Yanyan, Bogodi, Tanda. Pero Atanda nep. Atandari who Tamutabi bounded Sassane de Poco di Piacide. Tandago Tamumatare Poco di, bounded Sassamu, Machide Poco di Tandago, other Tandi Naguru di Pia. Atandago bounded ne, Tandago bounded Muti Devia, no? Nakuzaloma the Kuwe Boda, Piana Biota. The Dragoni were on a boundary man, Dragomo de Boguri, who bounded a Pogo. Tarimagabu at the Dantama Rossi. Dragomo de Pogu, Mananja ne Pogu, Kaiga was the Gamno and Tonja ne Poguri, a Pumu, a pure soul. Through ye a Usarigo. Net that. Apir, Chinate, through Biora Suradio. Through Wayan, no? And other than Tama Rossi, through ye Mujin, through ye Usa, through ye Biosuri, Tamuta Yanure Pocos. Ridiaman Checa.
မကောင်းတဲ့ပုဂ္ဂိုလ်ပေါင်းတဲ့နဲ့မကောင်းတဲ့ပုဂ္ဂိုလ်ရဲ့အယူဆတွေကိုတမိုးထားတယ်ဒီနှစ်ခုပဲနော်အဲ့ဒီပုဂ္ဂိုလ်ဟာတံပရဘောအတော်မူခံဒီလောရဟာပျက်စီးခြင်းအကြောင်းပဲပျက်စီးသူဟာဒါကြောင့်ပျက်စီးရတာဒါဒုတိယအနေနဲ့မေကုံကိုမြတ်စွာဘုရားဖြေလိုက်တယ်အဲ့တော့မေးတဲ့နတ်သားကသိပါပြီတဲ့မြတ်စွာဘုရားဖြေလိုက်တဲ့အဖြေကိုသဘောပေါက်ပါပြီအဲ့တော့တတ္တိယံဘဂဝါဖြူဟိကိမ္ပရဘောတော်မူခံတတ္တိယနောက်တစ်မျိုးတစ်ခုကိုထပ်ပြီးတော့မိတ်ရှိပါအောင်ကိုသိရပြီသူနှမျိုးသိသွားပြီနောက်တတိယထပ်ပြီးတော့သိကျင်ပါတယ်အဲ့ဒါမိတ်ရှိပါအောင်လို့ဆိုမြတ်စွာဘုရားပျက်စီးခြင်းရဲ့အကြောင်းတွေကိုထပ်ပြီးတော့ပြောတယ်ခုနတွေကပြောမယ်ဆိုရင်သူများထိခိုက်တဲ့ကိစ္စတွေတော်များတယ်ဒီမှာကြတော့ဒီတတိယအချက်ကိုတော့မြတ်စွာဘုရားဘယ်လိုပြောရတော့ဆိုနိဋ္ဌာတိတိသဘာတိတိအနုဋ္ဌာတသယောနရောနိဋ္ဌာတိတိဆိုတာအိမ်မက်တယ်နေရာပဲဖြစ်ဖြစ်ငိုက်တာလုံးချိန်လဲငိုက်ယုံလဲငိုက်အိမ်လဲငိုက်အိမ်မက်တယ်လို့ပြောတာဗမာတွေမှာဆိုရင်အိမ်မက်တယ်ဘယ်နေရာရောက်ရောက်ငိုက်တယ်ကားပေါ်လဲငိုက်အလုပ်လုပ်ရင်လဲငိုက်တယ်လီဗီရှင်းကြည့်ရင်လဲငိုက်ပေါ့အဲ့ဒီနိဋ္ဌာတိလိအိမ်မက်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲပျက်စီးနိုင်တယ်ပျက်စီးတယ်နောက်တစ်ခါတဘာတိလိအပေါင်းနဲ့အသင်းနဲ့ဟေလာဝါလာပြောနေရမှပြောတဲ့ပုဂ္ဂိုလ်မျိုးရှိတယ်တဘာတိလိသူကတော့အပေါင်းအသင်းအဖွဲ့အစည်းနဲ့ဟေလာဝါလာတယောက်တည်းမနေတတ်ဘူးဟိုအိမ်လဲမယ်ဒီအိမ်လဲမယ်လူစုစုရှိတဲ့နေရာတိုင်းသူရောက်တယ်တယောက်တည်းမနေဘူးသူကတော့အိမ်မက်တာမဟုတ်ဘူးသူကတော့ဘာလို့ဆိုလူစုလူဝေးသွားပြီးတော့အပြောမက်တယ်ဟောအိမ်လဲတယ်အပြောမက်တယ်ဟိုလူတွေနဲ့စကားပြောဒီလူတွေနဲ့စကားပြောအချိန်ကုန်အဲ့ဒါလိုလုပ်တဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပျက်စီးတယ်အနုဋ္ဌာတသယောနရောလုပ်ငန်းကိစ္စတွေမှာတက်တက်ကြွကြွမရှိဘူးတို့တော့မယ်ဆိုနေဘယ်မှာပြီးအောင်မလုပ်နိုင်ဖိုင်လေးတစ်ဖိုင်ကိုဖတ်နေတာပြီးကုန်ပြီးတော့ဘယ်မှာလန့်လိုက်တာဖိုင်နေရစားတွေကိုလန့်ထားလိုက်ထားသွားလိုက်ကော်ဖီတောင်းလိုက်ဖိုင်နေရှိတဲ့စားလေးကိုရဲ့ပြီးအောင်မဖတ်နိုင်ဘူးအနုဋ္ဌာတလုပ်ငန်းကိုင်တာနှေးတယ်တို့ပေါ့ဒါယုံနေနဲ့ပတ်သက်ပြောတာတပြည့်အားလည်းဒီလိုရှိမှာပေါ့နော်အနုဋ္ဌာတသယောနရောတက်တက်ကြွကြွမရှိဘူးလှုပ်တဲ့အခါမှာမတက်ကြွအလသောကောရပညာနောအလသောဆိုတာပြင်းထူတဲ့လူပျက်စီးတယ်ကောရပညာနောဆိုတာသူကဘယ်ကိစ္စပဲဖြစ်ဖြစ်ထိကနေဆိုစိတ်တိုးတယ်စိတ်ဆိုးတယ်စိတ်တိုးခြင်းဟာသူ့ရဲ့ဝါသနာပဲအဲ့လူတွေကပြောတယ်ချီးမွမ်းရင်တော့ဒီလူကစိတ်ဆက်တယ်လို့ပြောတယ်ကဲကျင်တော့စိတ်တိုးတယ်ထိကနေရှိဒေါသထွက်တယ်အပြောမခံအဆိုးမခံဒေါသထွက်တယ်ဘာမှပြောလို့မရဘူးမျက်နှာရက်လဲစူပုတ်သူမျက်နှာကြည့်လိုက်တာနဲ့ပဲကောဒရှင်တွေကသူများပေါ်မှာမကျေနပ်တဲ့ပုံစံမျိုးကြီးနဲ့အဲ့လိုနေတဲ့ပုဂ္ဂိုလ်တဲ့ကြည့်လိုက်မယ်ဆိုရင်ဒီမှာ၅မျိုးပေါင်းပြီးတော့ဖြေတာနော်အိမ်မက်တယ်တဲ့အပျော်ပါစကားတပြောပြောလှုပ်တာမက်တယ်လုံးလာဟိုရင်တက်တက်ကြွကြွမရှိဘူးအပြင်းထူတယ်စိတ်တူတယ်အဲ့ငါခုအကောင်းကြီးပဲအရေးချင်းနေရတော့
အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတံပရဘဝတော်မူခံဒီပုဂ္ဂိုလ်ပျက်စီးခြင်းရဲ့အကြောင်းပဲကြီးပွားပျက်စီးသွားတယ်ဆိုတော့ဒါတွေရှိနေသူကြီးပွားမှာမဟုတ်ဘူးပျက်စီးသွားမှာပဲဆုတ်သွားမှာပဲအဲ့တော့အပြန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီနေရမယ်ဟိုလူဒီလူနဲ့ထိုင်ပြီးတော့စကားတွေပြောမနေရဘူးကိုလိုရမယ်တက်ကြွကြိုးစားရမယ်အပြင်းမကြည့်ရဘူးစိတ်မတိုးရဘူးသိခံနိုင်ရမယ်သိရှိရမယ်အဲ့ဒါជីវတုတ္တခြင်းအကြောင်းပဲလို့အပြန်အဖြစ်ဒီလိုသိရမယ်နော်အဲ့တော့ပြင်းထူတယ်ဆိုတာလောကမှာပြင်းထူတဲ့လူအကြောင်းလေးရေးထားရှိတယ်50ထဲမှာရာဇကုမ္မလို့လည်းခေါ်တယ်ကဇကုမ္မလို့လည်းခေါ်တယ်နာမည်နှမျိုးရှိတယ်တချို့စာမှုမှာကဇကုမ္မကဇဆိုတာဆင်ပေါ့နော်ရာဇကုမ္မလို့လည်းခေါ်တယ်အပြင်းမှာတော့ခင်းနေစံတော်ချိန်ဝင်မဲ့ခုချိန်သူကဘယ်နေရာကြည့်လိုက်အဲ့သူကဟိုနာဒီနာထမသွားဘူးထိုင်တာပဲအဲ့နာတနေ့ကုန်ထိုင်နေဘာမှမလုပ်အချင်းအိတ်တဲ့ထိုင်နေအဲ့နာဟိုဒီမသွားဘူးသိပ်ပြင်းတာစံချိန်ကျိုးတဲ့မောင်ပြင်းပေါ့ခစားကုန်ပါ50ထဲမှာရှိတယ်သူပြင်းတာဘယ်လောက်ထိအောင်ပြင်းတယ်လို့ဆိုလို့ရှိရင်ဖျားလောင်နဲ့တွေ့တဲ့အခါကျတော့မင်းအဲ့ဒီတလန်းတောင်ခြေတလန်းနှစ်လန်းတောင်မသွားကြဘူးတလက်မနှစ်လက်မလောက်ရွေ့ချင်တယ်သူမင်းတောထဲမှာသွားနေတောမိလောက်ရင်မင်းဘယ်လိုလုပ်မလို့တောမိလောက်ရင်မင်းပြေးမှလားလို့ဆိုဆရာတဲ့လူဆိုတာကံနဲ့ပါတဲ့ကိုရောက်တဲ့နေရာမှာတစ်ပင်ကြီးအခေါင်ရှင်းလိုက်တဲ့ဝင်နေလိုက်မှာပေါ့သို့မဟုတ်ရေကြီးချင်းတွေးလို့ရှင်လိုက်တဲ့ဝင်ဝလိုက်မှာပေါ့အဲ့လောက်ထီအောင်ကိုမပြေးဘူးတဲ့ပြီးလောက်ရင်တော့မပြေးဘူးလို့ပြောတယ်အဲ့လောက်ထီအောင်ပြင်းတဲ့သူက50ထဲမှာရှိတယ်အဲ့ဒါရာဇကုမ္မဇတ်လို့လည်းခေါ်တယ်ကဇကုမ္မဇတ်လို့ခေါ်တယ်ခုခေတ်ချိန်စိတ်မှာတော့ဂင်းနစ်စံတော်ချိန်တော့သူဝင်သွားမှာပဲသိကြတယ်အဲ့လောက်ပြင်းတဲ့သူခဏခေတ်များတော့ပြင်းတဲ့သူရှေ့အောင်မလားမသိဘူးအဲ့ဒါပြင်းထူတဲ့သူကအဲ့လောက်ကိုပြင်းထူတာတော့ဘယ်တော့ကြားဦးတယ်ဟိုမိဘတွေကပြောတာဗောလေကလေးပေါက်စားတော့ငပြင်းအကြောင်းနဲ့ငပြင်းငပြောသည်စားမလားဆိုအခွန်တွေပေးပြီလားလို့မေးတယ်သူအခွန်တော်နှောမစားချင်ဘူးသူများနှောပေးမှစားချင်ငပြောသည်စားမှတော့အခွန်နှောပြီးပြီလားမေးတယ်ငပြင်းနဲ့အဲ့လိုမျိုးရှိသေးတယ်နော်ငယ်တော့ကြားဘူးလားငပြောသည်ဆိုအခွန်နှောလို့အလွယ်ဆုံးဟာပဲအဲ့ဒါတော့အခွန်နှောပြီးမှသူကခွန်လေးကိုမနှောချင်ဘူးပြင်းတာအဲ့လောက်ထိအောင်ပြင်းတယ်လို့ဆိုတယ်အဲ့တော့မြတ်စွာဘုရားဒီမှာ3ချက်အလုံးပေါင်းတော့5ချက်ပေးထားတယ်ပေါ့လေအိမ်မက်သူအပေါင်းအသင်းမက်သူတက်ကြွကြွမရှိသူအပြင်းထူသူဒေါသကြီးသူအဲ့ဒီပုဂ္ဂိုလ်တွေအားတဲ့ជីវတ်တုတ်တက်ရှိမရှိဘူးဆုပ်ပြနိုင်တယ်လို့ခေါ်တယ်အဲ့တော့မေးတဲ့နတ်ကရှင်ဘုရားတဲ့ဒီမေကွန်းလည်းပဲရှင်းတတ်ပါပြီတဲ့နောက်တစ်မျိုးပြီးတော့မေးချင်မှသေးတယ်စတုထံဘဂဝါဗျူဟိကိဉ္ပရဘဝတော်မူခနောက်၄ခုမြောက်အကြောင်းတရားကိုမေးရှိပါအောင်ဖြေပါအောင်နဲ့ဘာကြောင့်ဘယ်ဟာပျက်စီးခြင်းအကြောင်းဖြစ်ပါသလဲပျက်စီးသူရဲ့အကြောင်းဖြစ်ပါသလဲမြတ်စွာဘုရားပြောင်းပြီးဖြေသွားတာလောကမှာကြုံတွေ့နိုင်တဲ့ဟာတွေဒါတွေအကုန်လုံးနော်ခုနကတော့ပထမဆုံးဖြေလိုက်တာတကယ်ကိုအရင်ကြတာကိုအရင်ဖြေလိုက်တာနော်တဖြည်းဖြည်းချင်းအခုကပို့ပြီးတော့
လက်တွေ့ဘဝနဲ့ပို့ပြီးတော့နှိစက်တာတဲ့အဖြေတွေဖြစ်လာနောက်၄ခုမြောက်မေကုံးကိုတော့သူဘာဖြေတော့ဆိုမြတ်စွာဘုရားဘာဖြေတော့ဆိုယောမတရံပိတရံဝါစိဏကံကတယုပ္ပနံလူတိုင်းအမေဖေဆိုတာရှိတယ်အဲ့ဒီအမေဖေကလည်းအရွယ်ကြီးလာပြီ90 80 90ကိုရိုးကိုမတန်နိုင်တဲ့အရွယ်မျိုးရောက်လာတာလူဆိုတာအသက်ကြီးလာလို့ရှိရင်တဖြည်းဖြည်းအင်အားတွေကျလာတယ်မလုံနိုင်တာမကိုင်နိုင်တာသူများကူညီမှရတယ်အဲ့ဒါလို့အသက်အရွယ်ကြီးရင်ပြီးတော့ဒီအိုမင်းမစွမ်းအိုမင်းမစွမ်းဖြစ်နေတဲ့အမေအဖေကိုတတ်နိုင်ရဲ့တန်းနဲ့မကြွေးမွေးပဲပြစ်ထားတဲ့သားသမီးပျက်စီးမယ်ခဏခေတ်မှာတော့တော်တွေ့အတန်တရင်ကြလာเนาะဒါတွေတော့ကြောက်စရာတော်ရည်မယ်ကြားတယ်လမ်းကိုတော့ပြစ်ထားတယ်ဆိုခွာကြီးတယောက်ပြစ်ခါအဲ့ဒါလို့အိုမင်းမစွမ်းတဲ့မိဘတွေကိုမပြုစုချင်ပဲကိုတတ်နိုင်တဲ့နဲ့မပြုစုပဲနေတဲ့သားသမီးဟာပျက်စီးနိုင်တယ်ပျက်စီးနိုင်တယ်ဆိုတော့ဒီဘဝတွေမှာကိုကအမေကိုမပြုစုတဲ့ပုဂ္ဂိုလ်ဟာကိုလည်းတနေ့ကျတော့ကြီးလာအောင်ကြီးလာတဲ့အခါကျသူပြုစုမှလို့မရှိတော့အတုံးနဲ့ရတာအဲ့ဒါသေးချပေါက်ပဲအဲ့ဒါနောက်ဘဝမကူဘူးအဲ့ဒီဟာကိုကအမေဖေကိုတရိုးတသေးပြုစုလာတဲ့ပုဂ္ဂိုလ်ကိုကြည့်ရင်လည်းပြုစုမဲ့လူတွေကိုပိုင်းဝိုင်းလေနေမှာပဲအမေဖေကိုပြုစုခဲ့လို့သူ့ကိုလည်းပြုစုကြအမေဖေကိုပြစ်ထားတဲ့ပုဂ္ဂိုလ်ဟာကိုအမေဖေဖြစ်လာတဲ့အခါကိုပြစ်ထားဒါဘဝမကူဒီတိုင်းပဲဖြစ်တယ်ဒီဘဝမှာလည်းမကြုံတွေ့ရတတ်တယ်အဲ့တော့မြတ်စွာဘုရားကပင်္ဂလာတုတ်ပါဆိုရင်မာတာပိတုဥပဋ္ဌာဏံဆိုပြီးတော့ဟောတယ်မိဘကိုပြုစုဖို့အဲ့မှာမိဘအသက်ကြီးမှပြုစုဆိုတာမျိုးတော့မပါဘူးအခုဒီမှာကျတော့အသက်ငယ်သေးတဲ့မိဘကတော့သူလုံးနိုင်ကိုင်းနိုင်သေးတယ်နော်အသက်ကြီးပြီးတော့ခတယုပ္ပနာတဲ့အရွယ်ကုန်နေတဲ့မိဘအရွယ်လွန်သွားတဲ့မိဘ80 90အရွယ်ရောက်ပြီးတော့အရွယ်လွန်နေတဲ့မိဘအိုမင်းမစွမ်းဖြစ်နေတဲ့မိဘကိုကတတ်နိုင်ပါရဲ့တန်းနဲ့ကျွေးမွေးဆောင်ရှောက်မှုမပြုဘူးဝတရားပြက်ကွက်တယ်ဆိုတဲ့သာသမီဟာပျက်စီးဆုံးရှုံးမှာပဲဒါကိုဖြေတယ်အဲ့ဒါဖြေလိုက်တော့ရှင်ဘုရားကျင့်တတ်ပါပြီတဲ့ပိစမံဘဂဝါပြုဟိကိမ့်ပရဘဝတော်မူခံနောက်ထပ်၅ခုမြောက်အဖြေလေးကြားခြင်းပါသေးတယ်ပေါ့ဖြေတွေကတစ်ခုနဲ့တစ်ခုမထပ်ဘူးเนาะဘေးကွန်းသာထပ်တာအကြည့်ဘေးကွန်းနေရတော့ဒါပဲသူကပျက်စီးဆုံးရှုံးတာဘာကြောင့်လဲပျက်စီးသွားတာဆိုရပျက်စီးသွားတာဘာကြောင့်လဲဆိုဒီဘေးကွန်းလေးပဲရသော်ဗျာဖြေလိုက်တာအခု၄ခုပြီးသွားပြီတော့၅ခုမြောက်အဖြေတစ်ခုထပ်ကြားကြမှာတယ်ကိမ့်ပရဘဝတော်မူခံဆိုပျက်စီးရဲ့အကြောင်းကဘာပါလဲလို့ဆိုအဲဒီမှာဖြေတယ်ယောပြမနံသမနံဝါအဉ္ဉံဝါပိဝနိဗ္ဗကံဥဒဝရေနဝင်စေတိတံပရဘဝတော်မူခံဒါတော့ဘာသာရေးပုဂ္ဂိုလ်တွေနဲ့ပတ်သက်သွားတယ်ဘာသာရေးပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့တချို့ကလုံးလေးရှိတာဟုတ်နော်သမဏပြေမနာဆိုတာစီးပွားမလုပ်တော့ပဲနဲ့ဘာသာရေးလုပ်တဲ့ပုဂ္ဂိုလ်တွေဒါအိန္ဒိယအသုံးနဲ့သုံးထားတာသမဏပြေမနာဆိုတာလူလောကကိုခွာပြီးတော့အခုဗမာပြည်မှာတော့ဒါဘုန်းကြီးဝတ်တာပေါ့ဒါပေါ့နော်
သီလရှင်ဝတ်တယ်ဘုန်းကြီးဝတ်တယ်ယသိဝတ်တယ်ဆိုတော့ဟိုရှင်းမှာတော့ဘုန်းကြီးဝတ်တာလည်းမကဘူးပြမနာဆိုတာလည်းပါတယ်ပြမနာသမနာအဲ့ဒီသမနာပြမနာဆိုတဲ့ဘာသာရေးအကျင့်ကိုကျင့်နေကြတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့တဲ့ဖြစ်စေပြီးတော့ဝနိဗ္ဗကဆိုတာတောင်းစားတဲ့ပုဂ္ဂိုလ်တွေမရှိစင်ရလို့တောင်းစားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့လာခဲ့လှူပါမယ်တို့ကျင်နာရှိပြောပါဘယ်တော့လှူပါမယ်ဆိုပြီးတော့လူကြားထဲမှာတော့ကြားကောင်းအောင်လူလုံးတတ်တယ်တချို့လဲနော်လူရရှိပြောပါချိန်မြေလူရရှိပြောပါလှူပါမယ်လို့လူရရှိတောင်းပါပြောပါလှူပါမယ်ဆိုပြီးတော့ဖိတ်ကြားလာခဲ့အဲ့ဒီဖိတ်ကြားထားတဲ့ပုဂ္ဂိုလ်တွေကိုပြောတဲ့အတိုင်းမလုပ်တာဒါလိန်နဲ့လုပ်ခေါ်တယ်ဒါမျိုးလည်းရှိတတ်တယ်နော်မလုပ်ပေးပဲမပေးဘူးပြီးတော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာလည်းပျက်စီးတတ်တယ်ဒီဘဝတည်းလားဆိုမဟုတ်ဘူးပျက်စီးပုံပျက်စီးနည်းကိုမြတ်စွာဘုရားဟောထားတယ်ဝိနည်းစာသုတ်တံဆိုတာရှိတယ်အဲ့ဒါနဲ့ဆက်ဆက်ကြည့်ရဝိနည်းစာဆိုတာအယောင်ရောင်းဝယ်ဖောက်ကားမှုရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုမေးတယ်လျှောက်ထားတယ်အချက်၄ချက်နဲ့ရှင်ဘုရားတဲ့တချို့ကအယောင်းဝယ်လုပ်ကြတယ်တဲ့တို့သမီးရှုံးတယ်ဗျာဒါတယောက်အဲ့လိုပဲနောက်တစ်ယောက်ကအယောင်းဝယ်လုပ်တယ်ဗျာထင်သလောက်မရဘူးဒါတယောက်တချို့ကျတော့အယောင်းဝယ်လုပ်တယ်ဗျာတဲ့ထင်သလောက်တော့ရတယ်မျောမှန်းထားသလောက်ရတယ်တချို့အယောင်းဝယ်လုပ်တယ်မျောမှန်းထားတဲ့ပိုရတယ်ဗျာ၄ယောက်နော်၄ယောက်အယောင်းဝယ်လုပ်တယ်ဖြစ်စည်းတယ်ရှုံးတယ်အယောင်းဝယ်လုပ်တယ်မှန်းချက်နဲ့နှမ်းတွက်မကိုက်ဘူးရတော့ရတယ်နှမ်းမှန်းချက်နဲ့မကိုက်ဘူးအယောင်းဝယ်လုပ်တယ်မှန်းချက်ပြည့်ုံနေပဲရတယ်အယောင်းဝယ်လုပ်တယ်မှန်းချက်တက်ပို့ပြီးတော့ထင်တာလည်းပို့ရတယ်အဲ့ဒီပုဂ္ဂိုလ်၄ယောက်ဟာဘာဖြစ်လို့ခုလိုကွဲပြားခြားနားမှုရှိလဲသူတို့ကြိုးစားကြတယ်ဒီကိစ္စအယောင်းဝယ်လုပ်တယ်ကြိုးစားကြတယ်ဘာကြောင့်အဲ့လိုဖြစ်သွားနိုင်တယ်လဲဆိုတဲ့အခါမှာမြတ်စွာဘုရားဒီအကြောင်းလေးကိုဟောတယ်သူတို့ဟာတဲ့သမဏပြမနာသူတို့ကောင်းတွေကိုချင်းကပ်ပြီးတော့လိုရာရှိပြောပါလှူပါမယ်လို့ဝန်ခံသွားတယ်တဲ့ဝန်ခံသွားပြီးတော့လုံးဝမလှူဘူးတဲ့လိုရာရှိသွားပြီးတော့လုံးဝမလှူဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအယောင်းဝယ်လို့လို့ရှိရင်ရှုံးသွားတယ်သူလုပ်တဲ့အတိုင်းဖြစ်တာပဲဒါကံတရားနဲ့ပတ်သက်ဟောတာမြတ်စွာဘုရားအဲ့ပုဂ္ဂိုလ်တွေကအယောင်းဝယ်လို့ရှုံးအလုပ်လို့ရှုံးနောက်တစ်ယောက်ကတော့ဒီမမြတ်ဘူးကိုထင်သလောက်မရဘူးကိုထင်ထားတာတခြားအဲ့ပုဂ္ဂိုလ်ကဘယ်လိုတော့ဆိုရင်လူရရှိပြောပါဆိုပြီးတော့သူပြောသလောက်သူကဘာပဲဖြစ်ဖြစ်လှူမယ်လို့ပြောထားပြီးတော့သူကြတော့ဟိုပုဂ္ဂိုလ်လိုအပ်ချက်အတိုင်းသူမဖြေနိုင်ဘူးမဖြေဘူးအဲ့ဒီပုဂ္ဂိုလ်ကြတော့အယောင်းဝယ်တော့ရောင်းတယ်လုံးဝကြီးတော့ရှုံးမသွားဘူးဒါပေမဲ့လို့မျောမှန်းတာလုံးမရဘူးပြည့်အောင်မရဘူးနောက်တစ်ယောက်ကတော့ဝန်ခံထားတဲ့အတိုင်းသူကပြည့်အောင်လှူတယ်တန်းတယ်အဲ့ဒီကုသိုလ်ကြောင့်သူကုန်တယ်ဖြစ်လို့ရောင်းဝယ်လုပ်တဲ့အခါမှာသူမျောမှန်းချက်တွေရတယ်သူထင်တဲ့အတိုင်းကုန်ရတယ်တချို့ကြတော့အဲ့လိုမဟုတ်ဘူးဖိတ်ကြားထားပြီးတော့လိုတာတဲ့ပို့ပြီးတော့လှူလိုက်တယ်သူက
မျောထားတာတဲ့မျောမှန်းထားတာတဲ့ပို့ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ကျတော့အယောင်းဝယ်လို့တဲ့အခါပို့ရသွားတယ်တဲ့အဲ့တော့ဘယ်သူမပြုတ်မိမိမှုဆိုတဲ့အဓိပ္ပာယ်ပါပဲနော်ဒါတွေကလည်းဟိုဂတိမတည်တဲ့အပြစ်လို့ပြောရမှာထင်တယ်နော်ဂတိမတည်တဲ့အပြစ်ဘုဒ္ဓဝါဒနဲ့ဝင်စေးတည်တယ်ဒီမှာတော့လူပဲလို့ပြောပြီးမလူပဲနေရင်ဘုဒ္ဓဝါဒနဲ့ဝင်စေးတည်တယ်ဘုဒ္ဓဝါဒပြင်လိမ်ညာတယ်အလျှောက်တာပြည့်အကြောင်းမညင်ညွတ်လို့ကိုယ်ဆင်းရဲသွားလို့မလုံးနိုင်တာတော့ဒါတပြုတ်ဖြစ်လိမ့်မယ်နော်တကယ်အစရတဲ့ဟိုမဟုတ်မမှန်လိမ်ညာပြီးတော့ပြောလိုက်တာမျိုးကြဖြစ်တတ်တယ်တခါတော့ကကြုံရတာလေးဒီခြုံကြတယ်လို့ပြောကြတာပေါ့လေကိုယ်တိုင်တော့မကြုံဘူးရင်တော့ငွေပေးအပွဲတွေပဲလှုပ်တတ်တယ်လူကြတယ်ပါဘယ်သူကဘလောက်ဘယ်သူကလောက်နေလှူတယ်အဲ့ဒါပဲပတ်စံပါလာမဟုတ်စက္ကူဘုံငွေကပ်ပြီးလှူစက္ကူဘုံကိုစာကပ်ပြီးလှူတာတော့ကြအဲ့ဒီငွေကမရောက်လာတော့ဒီပုံးကုန်ပဲလူကြတဲ့မှာတော့ပုံးကုန်လှူသွားတာလေတော့မလှူတဲ့ပုံကိုယ်တွေရှိတယ်လူတော့ကြားမှုတယ်အဲ့ဒါတကယ်လဲကြားမှုတဲ့အတိုင်းလဲတကယ်ဟုတ်တာလို့တော့ပြောကြတယ်ပုံးကုန်ပဲလှူသွားတာလှူတော့ဥမာသိန်း100ဆိုပုံးကုန်လှူသွားတာဒါပေမဲ့အဲ့ဒီပတ်စံမပါဘူးနောက်လဲပို့လာဆိုပို့ဘူးတော့ဘာဖြစ်ဖြစ်နာမည်ရရုံတော့မလုပ်သင့်ဘူးပေါ့နော်အဲ့လဲလိမ့်နေဆိုတဲ့အဓိပ္ပာယ်ရောက်တာပေါ့နော်ဒါလည်းသတိထားစရာပဲကိုကတော့မှတ်တမဲ့လုံးလိုက်တာပဲတစ်ခါကတော့လိမ်လီမှုဖြစ်သွားပြန်တယ်လိမ်လီမှုကတော့ဘယ်သူမှခေါ်ပြီးတော့တရားစွဲမှာမဟုတ်ဘူးလှူတာလေသူပဲလို့ဝန်ခံသွားရင်မလှူလို့ရှိရင်တန်တရားမှာကိုယ်ထိခိုက်နိုင်တာပေါ့ဒါခုနလိုလိမ်လီမှုနဲ့ထိခိုက်နိုင်တာမလူကောင်းလားလို့ဆိုပြီးတော့တရားစွဲမှာတော့မဟုတ်ဘူးပေါ့ဒီဘဝကတော့ပြစ်ဒဏ်တော့မကြောက်ဘူးပေါ့သို့တော့ကံတရားရဲ့ပြစ်ဒဏ်ကတော့ခံရနိုင်တယ်ပေါ့နော်အခုဒီသုတ်တံကိုကြည့်မယ်ဆိုရင်အဲ့ဒီအဓိပ္ပာယ်ရောက်ဝဋိစ္စသုတ်တံဆိုတာရှိပါတယ်အင်္ဂုတ္တရနိကေဝဋိစ္စသုတ်ရသော်ပြဟောထားတာစာမျက်နှာ393ဒီမှာဟောထားရှိတယ်ဒါလည်းသတိထားစရာပေါ့နော်အကုသိုလ်အလုပ်တော့မဟုတ်ဘူးဒါပေမဲ့အကျိုးပေးတဲ့အခါမှာကောင်းကျိုးမရနိုင်တဲ့ဟာတွေပေါ့နော်အကုသိုလ်လုံးလုံးငရေကြီးသွားတာတော့မဟုတ်ဘူးအကုသိုလ်တော့မဟုတ်ဘူးအကုသိုလ်မဟုတ်ဘူးဆိုတာအပေကြအောင်ဖြစ်တဲ့သက်လိမ့်တာမျိုးမဟုတ်တော့မှလိမ့်တာတော့ကောင်းတော့မကောင်းပေါ့လေဂရိမတိတဲ့သဘောမျိုးဖြစ်တာပေါ့နော်အကုသိုလ်ကြီးလို့လည်းပြောစရာမရှိဘူးသူပြောတဲ့အတိုင်းမလုပ်တာပဲရှိတယ်ဂရိမတိတာပဲရှိတယ်ဟိုလိုအကုသိုလ်ကြီးလို့တော့ပြောလို့တော့မရသို့တော့အဲ့ဒါလေးကလည်းဒီစီးပွားရှာတဲ့အခါမှာလာပြီးအနှောက်အယှက်ဖြစ်တယ်ဆိုတော့ဒီသုတ်တံရဒါလက်ခံစီးပွားရှာတဲ့အခါမှာအနှောက်အယှက်လာဖြစ်တယ်အဲ့တော့စီးပွားရှာတဲ့ပုဂ္ဂိုလ်တွေဒါမျိုးမကြုံအောင်လားဆိုကြုံရတာရှိတယ်လေအဲ့တော့ဘာဖြစ်ဖြစ်စင်ကြဲကြဲပွင့်လင်းလင်း transparency ပေါ့ခုခေတ်လို့ဆိုပွင့်လင်းမြင်သာမှုတွေနဲ့အလုပ်ထားအကောင်းဆုံးပဲပေါ့နော်အလုပ်အကောင်းဆုံးပဲအဲ့တော့ဒီကနေ့ရဘဝသုတ်တံကိုအခုမြတ်စွာဘုရားစီမေးတဲ့မေးခွန်းတွေကိုမြတ်စွာဘုရား5မျိုးခုလိုခွဲခြားပြီးတော့ဖြစ်ဆိုထားတယ်နောက်ရက်ဒီကျမှကြံတဲ့ဆက်ပြီးတော့ဖြေရအောင်ဖြေတာကိုမှတ်သားရအောင်ဒီသုတ်တံကပင်္ဂလာသုတ်လို့ရှေ့တဲ့သုတ်တံတစ်ခုပဲပေါ့နော်တော့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ရဘုရားဟောကြားတဲ့တရားများဟာအကြောင်းနဲ့အကျိုးနဲ့တိတိကျကျဟောကြားထားတာဖြစ်သောကြောင့်မိမိတို့ဘဝမှာအကျိုးလိုလာလို့ရှိရင်အကြောင်းတရားကိုသိဖို့အထောက်အမှာဖြစ်တယ်ကောင်းတဲ့အကြောင်းတွေလုံနိုင်မှကောင်းတဲ့အကျိုးဆိုတာရနိုင်တယ်ကောင်းတဲ့အကြောင်းတွေကိုမလုံနိုင်ဘူးဆိုလို့ရှိရင်
ကောင်းကျိုးဟာပြည့်ပြည့်ဝဝရမှာမဟုတ်ဘူးဆိုးတဲ့အကြောင်းလို့ရင်ဆိုးကျိုးတွေရနိုင်တယ်ဆိုတာအကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုးကိုခွဲခြားသိမြင်ပြီးတော့ကိုယ့်ဘဝကိုယ်ပဲပြင်ရမှာဆိုတာကိုယ်စီသဘောပေါက်ပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း